လူတွေကမှန်ပုံးနဲ့ကိုစာကီအရက်တွေလောင်းထည့်လိုက်ပါတယ်အထဲမှာတော့အေယာမကမာကောင်ကြီးရှိနေတာပါဒီကမာကောင်ကြီးကသူ့ရဲ့အခွန်ကြီးကိုဖွင့်လိုက်ပိတ်လိုက်လို့ပြီးအရက်တွေကိုတောက်နေခဲ့ပါတယ်ဒီနီလန်ကတော်ယုံလူတွေဆိုရင်စဉ်းစားမိမှာမဟုတ်ပါဘူးဂျပန်တွေကတော့ပင်လယ်စာကိုအရသာပိုရှိအောင်ဘယ်လိုလုပ်စားမလဲဆိုတာအချိန်ပြည့်စဉ်းစားနေပုံပါပဲကမာကောင်ကြီးကိုအရက်ဝတ်အောင်တိုက်ပြေးတဲ့အချိန်မှာစပုံမွန်းရဲ့အလဲကိုရောက်လာခဲ့ပါပြီသူကအခွန်နှစ်ဖက်ကိုအားနဲ့ဆွဲခွာလိုက်တာပါဒါပေမဲ့ကမာကောင်ကြီးကလည်းသူ့အခွန်တွေမပွင့်သွားအောင်ပြန်ယုံပါတယ်ဒါပေမဲ့အရက်တွေတောက်ထားတာကြောင့်အားသိမ့်မရှိတော့ဘဲစပုံမွန်းရဲ့အလိုကျဖြစ်သွားခဲ့ပါပြီအခွန်ကြီးပွင့်သွားချိန်မှာတော့စပုံမွန်းကအသားတွေကိုထုတ်ပါတယ်ပြီးတော့စမ်းငရင်နဲ့ဆင်အောင်ဆေးပြီးပါပါလေးလိုက်တာပါအဲ့ဒီနောက်မှာတော့ပလိတ်တင်လာဖို့ပြင်ဆင်ပါတယ်အဲ့ဒီအတွက်လည်းတခြားအရာတွေအများကြီးမလိုအပ်ပါဘူးကမာကောင်ရဲ့အခွန်ကိုပဲပကံအပြစ်ပြန်အသုံးပြုခဲ့တာပါပြီးတော့ဝါဆာဘီအချင်းရီတွေကိုထည့်ပေးလိုက်တဲ့အချိန်မှာတော့အရန်အရသာရှိပြီးလက်ဆက်တဲ့ပင်လယ်စာဟင်းတစ်ပွဲရလာခဲ့ပါပြီဒီနေ့တဲ့ပြင်ဆင်တဲ့ဟင်းပွဲကဈေးလက်အတော်လေးပေးရတာပါတနာဆိုရင်ဒီလိုဟင်းပွဲကိုစားရမလားဆိုတာကိုမှတ်ချက်မှာရေးပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်